ယနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့လူတက်မှုဟောင်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။အခုလည်းအဝေးတနေရာမှာတွားရောက်အလုပ်လုပ်ကိုင်နေတဲ့ဒီမျိုးသမီးငယ်လေးဟာရေးစားဖြစ်သူရဲ့အစီအစဉ်တွေကိုအလွန်အမင်းယုံကြည်မိခဲ့တာကြောင့်လောကအမြင်မရင်ကျက်သေးတာကြောင့်ရေးစားဖြစ်သူရဲ့လှည့်ပြားခြင်းကိုခံရပြီးမိုင်ပေါင်းထောင်ချီဝေးကွာတဲ့ဝန်ရှမ်းတောင်တန်းတောနယ်ကြီးထဲရောက်ရှိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေးစားဖြစ်သူကဓားမြောင်တစ်ချောင်းကိုထုတ်ယူပြီးသူ့ရဲ့ချစ်သူကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်ကိုရန်တန်းထိုးနှက်လိုက်မယ်လို့ဘသူကတွေးမိမှာလဲ။ဒါကြောင့်မျိုးသမီးငယ်ဟာခန္ဓာကိုယ်အနှံ့ဓားဒဏ်ရာအမြောက်များရရှိကာသေဆုံးသွားခဲ့ရပါတယ်။အချိန်တွေကုန်လွန်သွားပြီးတဲ့နောက်တစုံတစ်ယောက်ကသူမကိုထပ်မံတွေ့ရှိတဲ့အချိန်မှာတော့ယခုအခါတပွဲတပြားဖြစ်နေတဲ့အယိုးစုတစ်ခုသာကြန့်ရှိတော့ပြီးဖြူဆွတ်နေတဲ့အယိုးချောက်ကြီးဖြစ်နေပါပြီ။သေဆုံးသူမှာအမည်နာမမြည်သူမြည်ဝါဖြစ်ကြောင်းတက်တေခံထောက်ထားတစုံတရာမရှိတာကြောင့်ယခုအမှုအတွက်ဖွဲ့စည်းထားတဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာအမှုမှန်ဖော်ထုတ်ဖို့အတွက်အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါဆိုရင်နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ဒီလူတက်မှုဟောင်းရဲ့နောက်ွယ်မှာဘယ်လိုမျိုးအံ့ဩတုန်လှုပ်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေဖုံးကွယ်နေပါသလဲ။အချိန်2019ခုနှစ်ဇန်နဝါရီလ12ရက်နေရာအန်ဝဲပြည်နယ်မာအန်ရှမ်းမြို့ဒီနေ့မှာတော့ဒေသခံရွာသားတအူးဟာကျူးကြားရှမ်းတောင်တန်းရဲ့တောအုပ်တစ်ခုထဲမှာလူသားရဲ့အယိုးချိုကိုတွေ့ရှိခဲ့ပါတယ်။တိုင်ကြားချက်ကိုလက်ခံရရှိပြီးနောက်ရဲတပ်ဖွဲ့ဝင်တွေဟာရဲကားနဲ့အခင်းဖြစ်ပွားရာနေရာကိုအမြန်ဆုံးရောက်ရှိလာခဲ့ကြပါတယ်။ပတ်ဝန်းကျင်ကိုရှာဖွေစုံစမ်းမှုတွေအရဒီအယိုးစုတွေကိုမြေမြုပ်တကြိုထားခြင်းမရှိတာကိုတွေ့ရပါတယ်။ပေါင်းမြက်တွေထူထပ်စွာပေါက်ရောက်နေတဲ့လူသူအယောက်အပေါက်နေတဲ့နေရာတစ်ခုမှာရဲတပ်ဖွဲ့ဟာလူတအူးရဲ့ပူးပေါင်းခွန်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့နေရာအနှံ့လိုက်လံရှာဖွေစုဆောင်းပြီးနောက်ပြီးပြည့်စုံတဲ့အယိုးစုတစ်ခုကိုရရှိခဲ့ပါတယ်။မှုကင်းဆရာဝန်ရဲ့စစ်ဆေးချက်အရဒီအယိုးစုတွေဟာဖြူဆွတ်နေတဲ့အယိုးချောက်တွေဖြစ်နေပါပြီ။သေဆုံးသူသေဆုံးခဲ့တဲ့အချိန်ဟာအနည်းဆုံး4နှစ်ထက်မနည်း12ထက်မပိုတဲ့အချိန်ကာလဖြစ်ရပါမယ်။အယိုးပေါ်မှာထက်မြက်တဲ့လက်နက်နဲ့ကျမိထားတဲ့ဒဏ်ရာနာစာတွေရှိနေပါတယ်။သေဆုံးသူဟာမိမိရဲ့မိသူမိဝါဖြစ်ကြောင်းကိုဘယ်တော့အခါမှထုတ်ဖော်ပြောကြားလိုခြင်းမရှိတာကြောင့်လောလောဆယ်မှာသေဆုံးသူဟာအမျိုးသားလားသို့မဟုတ်အမျိုးသမီးလားဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။ဒီလိုမျိုးအခင်းဖြစ်ပွားရာနေရာကိုကျွန်တော်မှုကင်းရဲ့လုပ်ငန်းသက်တမ်း24နှစ်အတွင်းမှာပထမဆုံးအကြိမ်မြင်ဘူးတာပါ။အမှန်တိုင်းပြောရရင်အဲ့ဒီအချိန်တုန်းကတော်တော်လေးတုန်လှုပ်သွားခဲ့ရပါတယ်။လူကိုတော်တော်လေးစိတ်အထိခိုက်ကြီးဖြစ်စေပါတယ်။အခင်းဖြစ်ပွားရာနေရာမှာရဲတပ်ဖွဲ့ဟာအမျိုးသမီးစီညက်ဖက်နဲ့တစုံစိန်စီထားတဲ့ရွှေလက်စွပ်တကွင်းနဲ့အမျိုးသမီးဝတ်စာအတွင်းခံပေါင်းမီတစ်ထည်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါအပြင်ဆွေးနွေးခြင်းမရှိသေးတဲ့မျိုးသမီးဝတ်အတွင်းခံအင်ဂျီတစ်ထည်ပေါ်မှာအပေါက်မြောက်များကိုတွေ့မြင်ရပါတယ်။ဒါဟာထက်မြက်တဲ့လက်နက်နဲ့ထိုးနှက်ခြင်းခံခဲ့ရတာဖြစ်ရပါမယ်။မှုကင်းစစ်ဆေးချက်တွေနဲ့အယိုးပေါ်မှာကျန်ရှိနေတဲ့ဒဏ်ရာနာစာတွေကိုဆက်ကြည့်ပြီးနောက်ရဲတပ်ဖွဲ့ကတေဆုံးသူဟာအမျိုးသမီးတဦးဖြစ်တယ်လို့ယူဆလိုက်ပါတယ်။ဒါဟာလူတက်မှုတစ်ခုဖြစ်မှသိကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘသူကမှအဝတ်စားတွေချုပ်ပြီးကိုတက်တေမှာမဟုတ်လို့ပါပဲ။တေဆုံးရခြင်းအကြောင်းရင်းကတော့မျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ်မှာဓာတ်ဒဏ်ရာအမြောက်များရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ကျူးကြားရှမ်းတောင်တန်းဟာမာအန်ရှမ်းမြို့စင်ကြေပုံးရဲ့အရှေ့မြောက်ဘက်မှာတည်ရှိပြီးတောင်ပေါ်မှာစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ရွာသားတွေကလွှဲရင်ပုံမှန်အားဖြင့်ဒီနေရာကိုဘယ်သူမှလာလေးမရှိပါဘူး။ဒါဆိုရင်တေဆုံးသူဟာဘယ်ကနေရောက်ရှိလာတာလဲလူတက်မှုတွေကိုအမြဲကင်တွယ်နေရတဲ့မိတ်ဆွေတွေသိကြတဲ့အတိုင်းအရေးကြီးဆုံးအလုပ်ကတော့တေဆုံးသူရဲ့မိသူမိဝါဖြစ်ကြောင်းကိုအတည်ပြုဖို့ဖြစ်ပါတယ်။မှုကင်းဆရာဝန်ဟာအယိုးစုကိုအကြိမ်ကြိမ်စစ်ဆေးပြီးနောက်ပြည့်စုံတဲ့နာပုံစံတစ်ခုကိုရရှိခဲ့ပြီးတေဆုံးသူဟာအမျိုးသမီးတဦးဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။အရက်အမြင့်ကတော့1မီတာ60စင်တီမီတာဝန်းကျင်ရှိပြီးအသက်အရွယ်ကတော့23နှစ်မှ32နှစ်ကြားအရွယ်ကောင်းအမျိုးသမီးငယ်တဦးဖြစ်မယ်လို့ခန့်မှန်းရပါတယ်။တေဆုံးခဲ့တဲ့အချိန်ကာလကိုအတည်ပြုပြီးနောက်ရဲတပ်ဖွဲ့ဟာမာအန်ရှမ်းမြို့မှာမကြသေးမီနှစ်တွေအတွင်းကပျောက်ဆုံးသွားခဲ့တဲ့မျိုးသမီးတွေရဲ့စာရင်းကိုစတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။မျိုးသမီး100နီးပါးကိုလိုက်လံစစ်ဆေးခဲ့တော့လဲစိတ်တိုင်းကြောက်တဲ့ရလဒ်ကိုမရရှိခဲ့ပါဘူး။အချိန်တွေတရက်ပြီးတရက်ကုန်လွန်သွားခဲ့ပြီးအမှုဟာလုံးဝလမ်းစာပြောက်သလိုဖြစ်နေခဲ့ပါတယ်။20ခုနှစ်နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာတော့ကောင်းရှင်ရဲစခန်းဟာကွမ်ကျုံးမှုကင်းရဲတပ်ဖွဲ့ထံကနေဖုန်းတစ်ခေါက်လက်ခံရရှိခဲ့ပါတယ်။ရင်းတို့ထံတွင်2012ခုနှစ်ကပျောက်ဆုံးသွားခဲ့တဲ့မျိုးသမီးတဦးရဲ့လက်ရှိနေပြီးအဆိုပါကြားဟာယခုတွေ့ရှိရတဲ့အယိုးချောက်ရဲ့တင်နာနဲ့ကိုက်ညီမှုရှိနေကြောင်းပြောကြားလာပါတယ်။ရဲတပ်ဖွဲ့ရဲ့လိုက်လံစစ်ဆေးမှုလုပ်ငန်းစဉ်ဟာ10လနီးပါးကြာမြင့်ခဲ့ပြီးနောက်ဆုံးမှာတော့ဇီဝနမူနာစစ်ဆေးချက်ဟာကွမ်ကျုံးမှာတိုက်ဆိုင်စစ်ဆေးမှုအောင်မြင်သွားခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာတော့ရဲတပ်ဖွဲ့ဟာရေရှည်ကြန့်ကြာနေတဲ့အမှုအတွက်တိုးတက်မှုလမ်းဆောက်ပွင့်သွားတာကြောင့်ဝမ်းသာမိကြပါတယ်။ရဲတပ်ဖွဲ့ဟာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုချက်ချင်းဖွဲ့စည်းပြီးကွမ်ကျုံးမြို့ကိုအမြန်ဆုံးတွားရောက်ခဲ့ကြပါတယ်။မကြာမီမှာပဲရဲတပ်ဖွဲ့ဟာကွမ်ကျုံးမှုကင်းရဲတပ်ဖွဲ့ထံကနေဖန်ရှမ်းတောင်ပေါ်မှာတွေ့ရှိရတဲ့အယိုးစုရဲ့ပိုင်ရှင်ဟာမိသူမိဝါဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။သူမရဲ့အမည်မှာဝမ်မိသူမိဝါဖြစ်ပြီး1989ခုနှစ်တွင်မွေးဖွားကဟူပေပြည်နယ်ဇာတိဖြစ်ပါတယ်။သိရှိရတဲ့၍တော့ဝမ်ရဲ့ဖခင်ဖြစ်သူဟာကွမ်ကျုံးပြည်သူ့လုံခြုံရေးရဲစခန်းမှာလာရောက်တိုင်ချက်ဖွင့်ပူပါတယ်။2012ခုနှစ်ဇွန်လ19ရက်နေ့ညပိုင်းမှာသူဟာသမီးဖြစ်သူရဲ့လက်ကိုင်ဖုန်းကနေခေါ်ဆိုလာတဲ့ဖုန်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ဒါပေမဲ့ဖုန်းထဲကစကားပြောတဲ့သူဟာသူ့ရဲ့သမီးမဟုတ်ဘဲအစိမ့်သက်သက်ဖြစ်တဲ့မျိုးသားတဦးဖြစ်နေပါတယ်။ထိုချိန်ကအဆိုပါမျိုးသားကဝမ်ကိုသူတို့ပြန်ပေးဆွဲထားကြောင်းချင်းချောက်ပြောဆိုခဲ့ပြီးသမီးဖြစ်သူကိုပြန်လိုချင်ရင်ငွေကျပ်88တုညပေးရမည်ဖြစ်ကြောင်းမဟုတ်ပါကဝမ်ရဲ့လက်မောင်းနဲ့ခြေထောက်တွေကိုဖျက်ပစ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကွမ်ကျိုးရဲတပ်ဖွဲ့ဟာထိုချိန်ကဒီအမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။2012ခုနှစ်မေလတွင်ဝမ်ဟာရန်မီသူမီဝါအမည်ရှိတဲ့စီချွမ်းဇာတိအမျိုးသားတဦးနဲ့အတူကွမ်ကျိုးကနေမာအန်ရှမ်းမြို့ကိုအတူတူတွားရောက်ခဲ့ကြပါတယ်။ဒါအပြင်ကွမ်ကျိုးရဲတပ်ဖွဲ့ဟာမာအန်ရှမ်းမြို့မှာရန်ကိုရှာဖွေတွေ့ရှိခဲ့ပြီးသူ့ကိုခေါ်ယူစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ရန်ကထိုချိန်ကပြောကြားရာတွင်သူနဲ့ဝမ်တို့ဟာကွမ်ကျိုးကနေမာအန်ရှမ်းမြို့ကိုရောက်ရှိပြီးနောက်သူ့မှာရေးစားရှိနေပြီဖြစ်တဲ့အမျိုးသားတဦးဖြစ်တာကြောင့်ဝမ်ရဲ့အချစ်ကိုညှင်းပယ်ခဲ့ကြောင်းနောက်ပိုင်းမှာဘလို့မှအဆက်အသွယ်မလုပ်ဖြစ်တော့ကြောင်းပြောကြားခဲ့ပါတယ်။ထိုချိန်ကသူဟာဝမ်နဲ့ဘာပတ်သက်မှုမှမရှိကြောင်းညှင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်ဟာအာမခံနဲ့ပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။ဝမ်ဟာဘယ်ရောက်နေမှန်းရှာမတွေ့တာကြောင့်ကွမ်ကျိုးရဲတပ်ဖွဲ့ဟာလည်းအခြားသက်သေအထောက်အထားတွေကိုရှာဖွေမတွေ့ရှိတော့ပါဘူး။ထိုချိန်ကအမှုဟာဒီအတိုင်းပဲရပ်တန့်နေခဲ့ရပါတယ်။ယခုအခါမှာတော့ဝမ်ရဲ့အယိုးစုကိုမာအန်ရှမ်းမြို့မှာရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါပြီ။ယခုအချိန်ဟာအမှုဖြစ်ပွားခဲ့တဲ့အချိန်ကစလို့တိတိကျကျ9နှစ်တိတိကုန်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကအခင်းဖြစ်ပွားရာနေရာမှာတွေ့ရှိရတဲ့လက်စွပ်ကိုထုတ်ပြတဲ့အခါမှာတော့ဝမ်ရဲ့ဖခင်ဖြစ်သူကဒီလက်စွပ်ဟာတေဆုံးသူမတေဆုံးခင်ကသူမကိုလက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်
အချိန်ထဲမှာပဲရဲတပ်ဖွဲ့ဟာတေဆုံးသူမတေဆုံးခင်ကမာအန်ရှမ်းမြို့မှာနေထိုင်ခဲ့တဲ့လူမှုဘဝလှုပ်ရှားမှုတွေကိုလည်းလိုက်လံစုံစမ်းစစ်ဆေးခဲ့ပါတယ်။2012ခုနှစ်မေလ15ရက်နေ့တွင်ဝမ်နဲ့ရန်တို့ဟာကွမ်ကျိုးကနေမာအန်ရှမ်းမြို့ကိုရောက်ရှိလာပြီးစားတောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။ထိုအချိန်ကသူမဟာဆက်ဆံရေးကောင်းမွန်တဲ့လုပ်ပေါ်ကိုင်ဖက်မျိုးသမီးတဦးကိုအမေရင်းလိုမျိုးသတ်မှတ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာအဆိုပါမွေးစားအမေထံကနေသိရှိရသည်မှာဇွန်လ19ရက်နေ့တွင်ဝမ်ကသူမကိုပြောကြားရ၌သူမဟာရေးစားဖြစ်သူနဲ့အတူအပြင်ကိုလဲပတ်ဖို့သွားမည်ဖြစ်ကြောင်းထိုနေ့ကစလို့ဘယ်တော့မှပြန်မလာတော့ကြောင်းသိရပါတယ်။နောက်ရက်အနေငယ်မှာဝမ်ရဲ့ဖုန်းကိုစက်တိုက်ခေါ်ဆိုခဲ့တော်လဲဘယ်သူမှကန်ဆောင်ခြင်းမရှိခဲ့ပါဘူး။ဇွန်လ23ရက်နေ့မွန်းလွဲပိုင်းအထိသူမဟာအစိမ့်သက်မျိုးသားတဦးထံကနေဖုန်းတကောလက်ခံရရှိခဲ့ပြီးနောက်ဝမ်နဲ့ထပ်မံဆက်သွယ်မလုပ်ဖို့တတိပေးပြောကြားခဲ့ပါတယ်။ဒါဟာမွေးစားအမေအတွက်ဘလို့မှစဉ်းစားလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ထိုနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာအနေငယ်ထူးဆန်းနေတော့လဲသူမအနေနဲ့ရဲစခန်းကိုတွားရောက်တိုင်ချက်ဖွင့်ခြင်းမပြုခဲ့ပါဘူး။ဒါဆိုရင်ဝမ်ရဲ့ရေးစားဖြစ်သူဟာသူမကိုမာအန်ရှမ်းမြို့ကိုခေါ်ဆောင်လာခဲ့တဲ့ရန်ဆိုသူဖြစ်နေမလား။ယခုအခါမှာတော့ဝမ်ရဲ့မွေးစားအမေပေးအပ်တဲ့တဲလွန်စာတွေအရထိုအချိန်ကဖုန်းခေါ်ဆိုခဲ့တဲ့ဖုန်းနံပါတ်ရဲ့ပိုင်ရှင်ဟာရန်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါပြီ။ရရှိထားတဲ့တဲလွန်စပေါင်းစုံကိုခြုံငုံသုံးသပ်ကြည့်ရင်ရန်ဟာဒီအမှုရဲ့အဓိကတန်တရားရှိသူဖြစ်ပါတယ်။ရန်1989ခုနှစ်တွင်မွေးဖွားစီချွမ်းစာသည့်အရက်အမြင့်1မီတာ80စင်တီမီတာခန့်ရှိပြီးခန္ဓာကိုယ်ပိန်ပိန်ပါပါဖြစ်ပါတယ်။ရန်ဟာရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စစ်ဆေးမှုအောက်ကိုရောက်ရှိလာပြီးနောက်ဝင်းကြီးဖုန်းခေါ်ဆိုမှုနဲ့အခင်းဖြစ်ပွားရာနေရာမှုပြင်းစစ်ဆေးချက်အခြေအနေတွေကိုပေါင်းစပ်ပြီးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလူတက်မှုကိုကျူးလွန်ခဲ့တဲ့သူဟာရန်တယောက်တည်းမဟုတ်နိုင်ဘူးလို့ယူဆခဲ့ကြပါတယ်။အသေးစိတ်ထပ်မံစုံစမ်းစစ်ဆေးမှုအရရန်မှာထိုချိန်ကအတူတူလာခဲ့တဲ့ရွာခံမျိုးသားယူဆိုသူတဦးရှိနေသေးကြောင်းသူဟာလည်းမာအန်ရှမ်းမြို့ကိုအတူတူလိုက်ပါလာခဲ့ကြောင်းသိရပါတယ်။နောက်ပိုင်းရက်တွေမှာသူတို့၃ဦးဟာမာအန်ရှမ်းမြို့မှာအမြဲတမ်းအဆက်အသွယ်ရှိနေခဲ့ကြပါတယ်။အမှုဖြစ်ပွားတဲ့နေ့ကသူတို့ရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းစစ်ဆေးချက်အရဝမ်အသက်ခံရတဲ့နေ့မှာရွေနဲ့ရန်တို့နှစ်ဦးစလုံးဟာကျူးကြားရှမ်းတောင်နဲ့အနီးနားမှာတစ်ချိန်တည်းပေါ်ပေါက်နေခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကရွေနဲ့ရန်တို့နှစ်ဦးစလုံးဟာဒီအမှုမှာအတူတူပါဝင်ပတ်သက်နေကြောင်းယုံကြည်လိုက်ပါတယ်။ရွေ1988ခုနှစ်တွင်မွေးဖွားစီချွမ်းစာတီဖြစ်ပါတယ်။အတည်ပြုပြီးနောက်ရဲတပ်ဖွဲ့ဟာသူတို့လောလောဆယ်နေထိုင်ရာနေရာတွေကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့လောလောဆယ်နေထိုင်ရာနေရာတွေကိုရှာဖွေတွေ့ရှိခဲ့ပါပြီ။ရင်းတို့နဲ့ရန်ကတော့ကွန်တုံးပြည်နယ်တုံကိုမြို့မှာရှိနေပြီးရွေကတော့ကွန်တုံးပြည်နယ်ကျန်ရှမ်းမြို့မှာရှိနေပါတယ်။နှစ်ဆက်ခုနှစ်နိုဝင်ဘာလ30ရက်နေ့တွင်မာအန်ရှမ်းရဲတပ်ဖွဲ့ဟာလမ်းကြောင်းနှစ်ကြောင်းခွဲပြီးဒေသခံမှုခင်းရဲတပ်ဖွဲ့ရဲ့ကူညီပံ့ပိုးမှုနဲ့အတူကျန်ရှမ်းမြို့နဲ့တုံကုန်းမြို့တို့မှာရွေနဲ့ရန်တို့ကိုအသီးသီးအောင်မြင်စွာဖမ်းဆီးရမိခဲ့ပါတယ်။ဒီဇင်ဘာလ1ရက်နေ့တွင်တန်တရားရှိသူရန်နဲ့ရွေတို့ကိုမာအန်ရှမ်းရဲတပ်ဖွဲ့ကမာအန်ရှမ်းမြို့သို့ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။စစ်ဆေးမေးမြန်းမှုလုပ်ငန်းစဉ်အတွင်းရန်ဟာလုံးဝနှုတ်ဆက်နေပြီးဘာမှမသိကြောင်းညင်းဆိုကဝန်ကိုတက်ခဲ့တဲ့အချက်လက်တွေကိုလုံးဝဝန်ခံခြင်းမရှိပါဘူး။သူ့မြင်ရတော့အမှုဖြစ်ပွားခဲ့တာ9နှစ်ကျော်သွားပြီဖြစ်လို့ရဲတပ်ဖွဲ့မှာသူ့ကိုဆွဆွဲနိုင်မဲ့ခိုင်မာတဲ့သက်သေထောက်ထားမရှိဘူးလို့ထင်နေတာပါ။ဒါကြောင့်ရဲတပ်ဖွဲ့ဟာစုံစမ်းစစ်ဆေးမှုရဲ့အဓိကအချက်ကိုရွေးစီကိုပြောင်းလဲလိုက်ပါတယ်။ရွေဟာစိတ်ပိုင်းဆိုင်ရာတုံ့နှုတ်ချောက်ချပြီးလွန်ဆွဲနေတဲ့အခြေအနေမှာရှိနေတာကိုရဲတပ်ဖွဲ့ကခန်းစားမိပါတယ်။တစ်ချိန်တည်းမှာပဲရဲတပ်ဖွဲ့ဟာအခွင့်အရေးကိုအရယူပြီးစိတ်ပိုင်းဆိုင်ရာကိုထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့ကလေးတွေနဲ့မိသားစုအကြောင်းကိုပြောပြတဲ့အခါမှာတော့ထိုချိန်မှာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခုခံမှုစီဟာလုံးဝပြိုလဲသွားခဲ့ပါတယ်။မကြာမီမှာပဲရွေဟာဝန်ခံကတိပေးခဲ့ပါတယ်။နှစ်ဆက်ခုနှစ်ကသူနဲ့ရန်တို့နှစ်ဦးအတူတူဝန်ကိုတက်ခဲ့တဲ့အဖြစ်မှန်ကိုဖွင့်ဟောင်ဝန်ခံခဲ့ပါတယ်။သူ့ရဲ့အိတ်ထဲကနေဓားမြောင်တစ်ချောင်းကိုထုတ်ယူပြီးတော့သူမရဲ့ရင်ဘတ်နဲ့ခန္ဓာကိုယ်နေရာအနှံ့ကိုရန်တန်းထိုးနှက်ခဲ့ပါတယ်။ပြီးတော့သူကဓားမြောင်ကိုကျွန်တော်လက်ထဲထည့်ပေးပြီးမင်းလဲသွားထိုးမင်းလဲ2ချက်လောက်သွားထိုးလို့ပြောပါတယ်။ထိုအချိန်တုန်းကကျွန်တော်မှလည်းဘာမှတက်နိုင်ခြင်းမရှိလို့ကျွန်တော်လည်းဓားမြောင်ကိုယူပြီးသူမရဲ့ဘိုက်ကိုတစ်ချက်ခန္ဓာကိုယ်ကိုတစ်ချက်ထိုးနှက်ခဲ့ပါတယ်။ရွေရဲ့ဝန်ခံချက်ဟာရန်ရဲ့ညှင်းဆိုမှုတွေကိုလုံးဝအားနည်းသွားစေခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့စက်တိုက်စစ်ဆေးမေးမြန်းမှုအောက်မှာနောက်ဆုံးမှာတော့သူဟာစိတ်ထဲကလျှို့ဝှက်ချက်တွေကိုဝန်ခံခဲ့ရပါတယ်။နှစ်ဆက်ခုနှစ်နှစ်ဆန်းပိုင်းမှာရန်ဟာလူမှုကွန်ရက် software ကနေတစ်ဆင့်ဝန်နဲ့တည်ကျွမ်းခဲ့တာဖြစ်ပါတယ်။မကြာမီမှာပဲရန်ဟာမာအန်ရှမ်းမြို့ကနေကွမ်ကျိုးမြို့ကိုတွားရောက်ပြီးဝန်နဲ့တွေ့ဆုံခဲ့ပါတယ်။မကြာမီမှာပဲသူတို့နှစ်ဦးဟာရေးစားတွေဖြစ်သွားခဲ့ကြပါတယ်။ဒီအတောအတွင်းမှာရန်ကဝန်ကိုရွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။နှစ်ဆက်ခုနှစ်မေလတွင်ဝန်ဟာရန်နဲ့အတူမာအန်ရှမ်းမြို့ကိုရောက်ရှိလာခဲ့ပါတယ်။ဒုတိယမြောက်နေ့မှာတော့ရွေဟာလည်းမာအန်ရှမ်းမြို့ကိုရောက်ရှိလာခဲ့ပါတယ်။နှစ်ဆက်ခုနှစ်ဇွန်လ19ရက်နေ့တွင်ရန်ကဝန်နဲ့ရွေတို့ကိုကျူးကြားရှမ်းတောင်တန်းပေါ်ကိုအတူတူလဲပတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်အတွင်းမှာရန်ကဝန်ကိုပြန်ပေးဆွဲမဲ့အစီအစဉ်ကိုရွေကိုပြောပြခဲ့ပါတယ်။ရန်ရဲ့စကားကိုကြားရတဲ့အခါမှာရွေဟာဘာလို့ရမှန်းမသိအောင်တုံ့နှုတ်သွားခဲ့ပါတယ်။သူဟာဒီအမှုမှာမပါဝင်ခြင်းတော့လဲရန်ရဲ့ကလေးစားချေမှုကိုကြောက်ရွံ့တာကြောင့်ဘာမှမပြောရဲပဲရန်ရဲ့အစီအစဉ်တိုင်းတိတ်တဆိတ်လိုက်နာခဲ့ရပါတယ်။မိုးချုပ်လာတဲ့အချိန်မှာတော့ဝန်ကဆက်မလဲခြင်းတော့ပါဘူး။ဆက်ပြီးမကားခြင်းတော့ပဲပြန်ကျင်နေပါပြီ။ရန်ကသဘောမတူပါဘူး။ထို့နောက်ရန်ကကြိုတင်ပြင်ဆင်ထားတဲ့ကျိုးနဲ့ဝန်ကိုတုံ့နှောင်လိုက်ပါတယ်။ရန်ကဝန်ကိုပြောတာကမင်းကိုငါကွန်ကျိုးကနေဒီကိုလှည့်ဖျားခေါ်လာတာကပတ်စံရခြင်းလို့ပဲလို့ပြောပါတယ်။ဝန်ကသူမမှာပတ်စံမရှိကြောင်းပြောတဲ့အခါမှာတော့ရန်ကဝန်ရဲ့မိဘတွေစီကိုဖုန်းဆက်ပြီးငွေညှစ်ခဲ့ပါတယ်။ဒါပေမဲ့ဝန်ရဲ့မိဘတွေကသဘောမတူခဲ့ပါဘူး။ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့အဆုံးသူတို့နှစ်ဦးဟာဝန်ကိုရဲရဲဆက်ဆက်တပ်ဖြတ်လိုက်ကြပါတယ်။ယခုအခါမှာတော့အမှုမှန်ဟာလုံးဝပေါ်ပေါက်သွားခဲ့ပြီဖြစ်ပါတယ်။